ဟွာတော့မရဘူးဆရာအသိလဲဟာဒါအထက်မှာဝင်သွားပြီဆိုရှင်တော့ဒီ6တော့ကျွန်တော်ယာကြီးထောင်ပိုင်းဖြစ်သွားနိုင်တော့ပေါ့ဗျာဟုတ်တယ်ဟုတ်တယ်ဝင်မရဘူးရတယ်တော့မပဲရှိတာတော့ခွင့်တော့ကျန်မြဲဒီကောင်ပေါ်ဝင်ကြည့်အောင်ဘလောက်ပြောနေတာဟုတ်တယ်ရှိတယ်တိမ်ပိုင်းပဲငါးတယောက်ပဲသူရောက်ပြင်ဖြစ်တယ်ဒီတော့ဒါငါးတယောက်ပဲကြိုက်တယ်ရန်ခေါ်တယ်ဟွာတော့မရဘူးဆရာโอเคပေးကြည့်လိုက်လေဟမ်အသိလဲဟာသူကတော့တော့ပြောတာဒါတရားမှန်လို့ဘလို့ပြင်လားဒီစားမပြေတဲ့ဒီကိုကြီးစောက်ကဖွင့်မရဘူးအဲ့ဒီရောင်းလို့ဆိုတော့သုံးသိန်းနဲ့ခုပါစိတ်ချမ်းသာဖို့ကအဓိကပြင်ဝင်လို့လိုက်ပေါ့ဒီစားလေးကြည့်ပါကြိုက်ဘူးလို့လို့ကြီးရယူရဲဘယ်တူမဒါတော့ပြောလဲကသူကဘယ်လောက်ပြောလဲဒါဒီဝန်တော့ညာကြည့်ပါတာရှင်းပါလို့ပြောတော့ဘုရားလို့ผมดิจงมันจะได้အဲ့ပဲကောင်းတယ်ဒါပိုင်းမှာဆက်လက်ပြဒါလည်းပွင့်ကြဆိုစီးရမတောင်းဘူးနော်တော့အေးမဲရလေးရတော့တော့ကနေမိုက်ချင်တာလည်းမစီးခတာလည်းတက်ပြမှာလားဟုတ်ကဲ့အရေးလာလေးရပြပဲဘလို့လေမကျူတော့အဲ့လိုပဲကြိုက်တယ်ကိုသိမ်းမယ်နော်ဒီဆိုတော့မနေ့ဝိုင်းနေမှာကျွန်တော်15သိန်းနဲ့ရခဲ့တဲ့ဒီဘတ်ဆန်မန်းချိုးကြီးကိုအကူမတော်ဒီစားလေးရှင်းပြပြီးအတိအသီးရဲ့ခေါင်းချက်လေးကအရင်မန်းမတွေကအရင်ကြီးတစ်ခုကောင်းပေါ်ဆောင်ရမှာဖြစ်တာပေါ့နော်တဲ့သူတို့ကြည့်ရအောင်ဒီပေါ်လေးမှာမန်းအောင်လေးပါတယ်ဗျညလေးမှာတော့မန်းပေါက်လေးတွေပါလေးတာပေါ့ဗျနော်မန်းအကျိုးထောက်လေးတွေတော်တော်များများရှိတယ်ဗျရမ်းပေါက်လေးကလည်းတော်တော်လေးငြိမ်တယ်တို့အရေးကြီးတစ်ခုကောင်းခေါင်းလို့ရတာပေါ့ဗျနော်ဘုရားအနေသားလေးကလည်းမစိုးဆိုတဲ့အတွက်ကြောင့်မလို့ဖြတ်လိုက်လို့အကျိုးအတိုင်းတာအထဲမှာဝင်သွားပြီဆိုရှင်တော့ဒီ6တော့ကျွန်တော်ယာကြီးထောင်ပိုင်းဖြစ်သွားနိုင်တော့ပေါ့ဗျဒီဟာကျွန်တော်မန်းသားတို့ဒီမန်းကနေမှဖြတ်ချလိုက်လို့အဖေဘေးနှစ်ဖက်အပြင်အတိုင်းတာအထဲမှာအရင်ဝင်သွားမယ်ဆိုတော့ဒီ6ကကျွန်တော်တို့ထောင်ကြီးပိုင်းလည်းဖြစ်သွားနိုင်တယ်ဗျမန်းခံအားလေးလည်းတော်တော်လေးကောင်းတယ်မန်းကြီးတဲ့ပုံစံလေးကတပြေးညီနဲ့သွားနေတာရန်ကောင်းလေးလုံးပြီးမှလိုတန်းလေးလည်းမစိုးဗျဒီလိုနေသားကြောက်လေးကိုကျွန်တော်15သိန်းနဲ့ခေါင်းရတော့ဆိုတာအင်မတန်မှခေါင်းပြော်လာပြီပေါ့ဗျကုမားဘက်ကနေမှကွမ်ကြည့်ချင်တာပဲဖြစ်စေဖြတ်ပြီးမှအပွင့်သားတစ်ခုကိုခေါင်းကြည့်ချင်တာပဲဖြစ်စေစိတ်ဝင်စားဆိုတော့ကျွန်တော်ဆက်သွယ်လိုက်ပေါ့ဗျာ